ကျေပြာလေးနဲ့ထမင်းစားပြီးတဲ့နောက်ဟိုးခက်ဝေးဝေးကြီးကောင်စားဝင်စားတန်လေးမှာပြန်စရာအိမ်မရှိရှာဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအာကုသူပန်းတွေဝေပုံကလည်းအဖိုးပေါ်အညွန့်တက်လို့တက်မှတ်စရာပါလားအမေတန်ရာလေးတေးချင်းတွေကစီစီပရကလေးလိုတားကမြေလို့ပေါ့တခါတရံတော့အမေရဲ့တားဘွားဟာမြေငွေ့ပြန်ညလေးတညဖြစ်ခဲ့ရတယ်တားလေသူ့ကိုယ်ပိုင်အသီးတွေညွတ်အိလေးလံနေအောင်ထမ်းပိုးထားရပြီမဲ့ပျော်ရှာတဲ့ကုံထမ်းသမားတလဲပင်လေးကိုအားကြမိတယ်အမေရဲ့လေးတွေထမ်းနေလေတားမှာကြေကွဲရလေပါပဲမိုးအကြစောမယ်ဆိုတာလေတကယ်တော့လောကရန်တရားပါလားအိတ်เสียမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့အမောင်နဲ့ဆူဆူမိုးရီတွေရွှဲရွှဲနေလို့အတန်တွေတော့ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတည့်ရွက်တွေမရှုမလှနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတားဘွားရဲ့အပိုင်းစားတွေတဲ့လားဒါညင်းဆန်နေအမေမသိဘူးလားအမေသားကကြပြဆရာလေးအမေရဲ့တကယ်တော့လေအမေရဲ့ကြပြဆရာဆိုတာတန်ခံကျိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီလောကကြီးမှာအမေသားကြပြဆရာဖြစ်လာတာအပြစ်ရှိပါသလားအမေတားရဲ့အချစ်မှလေဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မတေချာတော့ပါဘူးအမေရဲ့အခုတော့တခြားသူတွေမမြင်မိတဲ့အတန်လေးကိုခေါင်းအောင်အိမ်မိလို့အကျဉ်းနာမဲ့ဆုံးဆုလက်ကိုတားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတယ်အမေရဲ့ဧကန်းနဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတာတူတူခါခါမုန်းနေအမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တစ်ပြည့်စာရဲ့ပါတားမှာတော့ယူဇနာတမ်းပေါင်းများစွာဝေးကွာလို့တားလေရေရောထားတဲ့ညရဲ့လို့မရခဲ့ဘူးတားရဲ့ဘင်္ဂလီဟာလေဘလောက်တောင်ပါလက်နေတယ်လဲဆိုတော့စံကြီးမြင်လေးတမြင်နေမိရင်တော့ဘင်းကထပေါက်သွားနိုင်ပါတယ်အမေအလျံကြီးကြီးမီးတောင်မီးလျံကြီးတဲ့နေ့စဉ်ခုံချနေရတဲ့ဘဝခရီးအခမဲ့ညတွေတိတ်ပြီးတိတ်တဲလွန်လာအမေရဲ့လွတ်လွတ်ကျွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မှားယွင်းမိလို့လဲအမေအစုပ်ကချက်ခိုးဆွဲမိဖို့ကြောင့်ချောင်းဆိုးလိုက်တိုင်းရင်ကောင်းကြီးတဲ့မိထတောက်တာမြင်ရအမေရဲ့အတွင်းလူမမတယောက်ပါဒါပေမဲ့တစ်တာဘတ်စကအိုကြီးခိုစီလို့ကြပြဆရာမာယာကော့စကီဆိုတဲ့လူလည်းပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့တားမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲဘယ်တော့များမှတမဒီဝါတွေလက်ထဲရောက်มาတဲ့လေတယောက်ကိုတယောက်မေးရင်ပေါ့မျက်စိတမိတ်လျှက်ရပြအတွင်းမှာတောမကြိုတွေချောင်းကော့ဖြစ်သွားဘဝကိုဖြည့်ညစ်ကြည့်လိုက်တော့လိမ္မော်သေးကလေးမှာအချို့ရည်ကြံနေတယ်အိုးအသေးနှလုံးထဲမှာ
ပန်းတွေအရန်ပွင့်လာပဲအမေရဲ့ကုတ်အင်ကြီးဝှေ့ချင်တဲ့စောင်းရသည်ရဲ့မီလီယံကင်းမဲ့တဲ့မီလင်းဘူကြီးရဲ့နှင်းဆက်တွေကိုအတီခံတောက်ချင်တဲ့မြက်ပင်ကလေးရဲ့လာမင်းကိုပြပြဝဝဓာတ်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းနိုင်ကလေးရဲ့မိုက်တွင်နက်နက်ကြပြပေါ်အချစ်ရဲ့မကြာခဏလူလင်ခံရတဲ့ရင်ထဲကကျေပြလေးရဲ့နှက်ခတ်မိမိပျော်ခြင်းရှာတဲ့အပျော်လေးရဲ့တောက်လက်ဖွာထဲမှာချစ်ချစ်ပါအောင်စုပ်ထားလို့တဆက်ဆက်တုံနေတဲ့သားဘဝလေးရဲ့အမိသားမပိုင်ဆိုင်ပါတယ်ထမင်းစစ်စစ်စားခြင်းနဲ့အမေရဲ့အိမ်နဲ့မွေးတဲ့အိယာစစ်စစ်မှာအိတ်ချင်တဲ့ခြေထောက်တွေကိုမိဖို့ငွေပေးခြင်းနဲ့ဗမာပရစီတန်တန်တောက်ချင်နဲ့ပြီးတော့ဟော်ရီလိုအမိမျက်လုံးအယောင်ကိုမွတ်သိပ်ပါတယ်တီပီလီလွင့်ပြီးပြန်လာတဲ့သားကိုဂယုဏတက်မြဲတက်တဲ့အမိအကြည့်လေအမေရဲ့အမေစိတ်ကမကတ်တာကြာပြီဖြစ်တဲ့တာတင်မောလေးအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေဤတို့ပင်ပဲ့တင်ထပ်ပါလိမ့်မယ်မောင်ချောနွယ်